ဒီနေ့မှာတော့ brother တယောက်ကသူ့ဆိုင်အတွက်ဒီ logo design လေးကို 3D printer နဲ့ထုတ်ပေးပါဆိုပြီးလာအပ်ထားတာပေါ့နော်သူလိုချင်တဲ့အတိုင်းပဲအောက်ခံအဖြူအပေါ်ကစလုံးလေးတွေကအနီရောင်ဆိုလို့ဒီလိုမျိုးကလေးခွဲထုတ်ပေးလိုက်တယ်ဒီဟာကြတော့ဘယ်လိုပြောမလဲစလုံးလေးတွေကိုပြီးမှလိုက်ပြီးတော့ထည့်ရမှာပေါ့နော်အဲ့လိုမျိုးအစိပ်ပိုင်းလေးတွေခွဲထုတ်ရတာပေါ့ပြီးရင်စလုံးလေးတွေကိုလိုက်ထည့်မယ်စလုံးလေးတွေကတော့တစ်ခါထည့်ပြီးတော့ပြန်နှုတ်လို့မရတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဝင်ကွင်ကြားကွက်တိလောက်ထားတာပို့လို့ပေါ့နော်